နေပိုကောင်းသွားတယ် အဲ့ဒါကိုလိုချင်တာကင်မရာကောင်းတယ်မလား ကင်မရာလုံးဝကောင်းတယ်အဲ့ဒါအပြင်မှာလေ तू ကရေရောက်ထဲမှာရိုက်မယ်ဆိုတော့အပြင်မှာရိုက်တယ်ဒါပဲဒီကောင်ကဒီအာသွစနစ်ဆိုလည်းဒီကောင်80 watt လေးနဲ့ပဲရမှာ ဒီစနေလည်းမနေမရဆိုကြိုက် အဲ့ဒါအပြင်မှာလေဒီကောင်မှာအခုပါလာတဲ့ဒီ AI feature တွေအနေနဲ့ဆိုရင်လေဒီ photography ဘိုင်းမှာဆိုလည်းတော်တော်လေးကောင်းသွားတယ်ဘယ်လိုမျိုးလဲဆိုရင်ကျတော့ तू ကဒီအဲ့လိုဓာတ်ပုံမှာလူတွေအများကြီးပါနေတယ်ပေါ့ဥပမာနဲ့လူ3ယောက်ရိုက်တယ်ဒါအဲ့တော့မှအကူကလူ3ယောက်မှာတစ်ယောက်ကိုအကူကလုံးဝမလိုချင်အဲ့လူတယောက်ကိုတစ်ခါဖြတ်လိုက်လိုက်ရ ဟောအဲ့လိုမျိုးတွေပါ အဲ့လိုမျိုးအစားပါနောက်ပြီးသွားပြီဆိုရင်လုံးဝဓာတ်ပုံအဟောင်းတွေဆိုလည်းကြည့်အောင်လုပ်လို့ရတယ်နောက်ပြီးသွားရင်ဒီဓာတ်ပုံကိုကျင်းတာကနေကျဲအောင်နောက်ပြီးသွားရင်ဒီ perfect photo ပေါ့နော်။တော့ကြောင့်ဒီမျိုးလုံးတွေမှာပိတ်နေတယ်ဆိုတော့တစ်ခါလေးမျိုးလုံးဖွင့်နေတဲ့စနစ်တွေအဲ့လိုအားစားသူ့မှာပါပြီးသားကို ဒီကောင်လေးက24ဒီကောင်ဟိုဒီကျွန်တော်ပထမဆုံးတွေ့တယ်ဘယ်တော့တွေ့ရ ဒီကောင်လေးကကျတော့ဖုန်းနံပါတ်များပေမဲ့အရင်အများကြီးမတွေ့အောင်ခင်ဗျာဒီကောင်လေးတို့အခုတွင်းနေတယ်တော့ပေါ့နော်20%ကနေပြီးတော့70%ကိုတွင်းလို့ရတယ်။နောက်ပြီးသွားရဆိုရင် तू ကဒီ